ကောင်းရင်သားအီပါပါလေးနဲ့အထဲမှာဒူးရင်နဲ့မှုံမွေးအုံးယူလေးထာပနာထားတဲ့မုတ်ဖတ်တုပ်လေးစားအရန်ကြိုက်လို့မြောက်ပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာထောပတ်တီးတွေဝယ်လာတာပြီးလို့ရှိရင်ဘယ်ကဝယ်တာလေးတွေပြောပြခြင်းလို့ဥနိုင်ဝယ်လာတာကြတော့hash အသီးနဲ့ထောပတ်တီး2မျိုးပေါ့ Vietnam အသီးနဲ့2မျိုးဝယ်လာတယ်နော်ဒါမျိုး2မျိုးနော်hash အသီးမှာအသေးလေး size ရှိတယ်နောက်ပြီးတော့မှဒီလိုအကြီး size တွေလည်းရှိတယ်ဥနိုင်ဝယ်လာတာနော်နည်းနည်းလေးအစားတောက်မှာတော့အရင်ကလည်းလက်လွန်ကြက်သွန်နေဖြစ်တော့ဝယ်လာတာလည်းကြည့်အောင်စားမယ်ဟာနေတာပေါ့နော်အဲ့တော့သူက hash အသီးအကြတော့မှဲ့ပြီဆိုလို့ရှိရင်ဒီလိုရောင်လေးဖြစ်လာတယ်အဲ့ဒါဆိုမှဲ့သွားပြီနော်ပထမဒီလိုအစိမ်းတော့အစိမ်းရောင်ရည်ရင်လေးရတယ်ပြီနော်အညိုအောင်ရည်ရင်လေးဖြစ်သွားပြီဆိုရင် hash အသီးတွေကစားလို့ရပြီနောက်သူ့ရှိပါဝယ်လို့ရှိရင်လေ hash အသီးကအသေး size အလက် size အကြီး size ဆိုရှိတယ်ဒီ size လေးတွေဆိုလို့ရှိရင်4ကီလိုသွား1000နည်းနည်းထက်ကြီးပြီဆိုလို့ရှိရင်3ကီလို1000အဲ့လိုမျိုးတွေရှိတယ်3မျိုး3စားလောက်ရှိတယ်ဒီကောင်ကကြတော့1 kg ကို1000ခွဲနော်ဗီယက်နမ်အသီးကကြတော့အဲ့တော့ hash အသီးလေးစားမယ်ဒါလေးစားမယ်လက်နဲ့ပဲခွာလိုက်ကြမယ်နော်ဒါလေးနဲ့ခွာမှပို့လှတော့ဟိုအပြစ်မှာနေလေစားအောင်ကြက်ရှာဆိုတော့ပေါ့စားလာအောက်ထိပါတော့ကြိုင်ရတာချောနေပြီကဲဒါမျိုးလေးစားကြပါဦးဒါ hash အသီးရဲ့အရသာနည်းလေးမြည်လိုက်အောင်hash အသီးရတော့ဟိုရိုးရိုးအသီးလိုအမြင်တွေလည်းမပါဘူးပြီးလို့ရှိရင် hash အသီးကသေးရင်နည်းနည်းလေးစားတာဖွဲသလိုကြီးရင်တော့ပို့ပြီးတော့စီးလာလို့ခံစားရတယ်ထောပတ်သီးတွေကလေဒီတိုင်းစားရင် cholesterol ကျတယ်အမှန်စိတ်ထဲမှာစားကျင်နေတဲ့ဆန္ဒကြတော့ no zero no zain တို့နော်တခြားအနေငယ်တဲ့စားလေးထည့်ပြီးတော့အဲ့လိုတောက်ရတာပိုကြိုက်တယ်ဒါပေမဲ့အခုလောလောဆယ်က cholesterol တွေများတော့ဒီတိုင်းလေးစားတို့စားလို့ကောင်းပါတယ်ထောပတ်သီးစိတ်နေတာဦးနန္ဒိုရွှေမင်းဝင်ဘုံကြီးကျောင်းကဆရာတော်ကြီးဆိုလို့ရှိရင်ထမင်းစားရင်ဒီထောပတ်သီးပေါ်ခြင်းဆိုလို့ရှိရင်သူတစ်စိမ့်နောက်မှတစ်ချမ်းအမြဲတမ်းထည့်စားတယ်ကိုလက်စထရောကျတော့နိုးစိမ့်လေးမြထည့်လိုက်ရပိုကောင်းပါဗီယက်နမ်တီချစ်လေးဗီယက်နမ်တီးကကြတော့သူကမှဲ့သွားရင်တဲ့ဟွာမဖြစ်တော့ဟိုအဲ့လိုဘာလဲမဲမဲကြီးထွေးတော့မှဲ့တာမဟုတ်ဘူးသူကကြတော့ကင်လိုက်တာနဲ့အိမ်မှာစားလို့ရပြီဒါကြတော့ဗီယက်နမ်အသီးစားကြည့်လိုက်အောင်စားကြပါဦးအသားတွေနဲ့သူစိတ်နာတစ်မျိုးပြောရမယ်ဆိုရင် hash အသီးကိုပိုကြိုက်တယ်လို့ပဲဒီရတာစားအစီဦးဒီမတွေ့ရသေးဘူးဝါမီးပြတ်သွားပြီအရင်အကြောင်းဆိုမီးရပြတ်သွားပြီအဲ့မှာအစီရှိလေး
အဲ့တော့ဒီအချိန်မှာထောပတ်သီးလေးစားလို့ကောင်းနေတဲ့အချိန်မှာကိုယ့်ရဲ့ fan တွေကိုလည်းတတိယလို့ဒီနေ့ထောပတ်သီးလေးကိုဘယ်ကဝယ်လို့ရလဲဆိုတော့ share ပေးမယ်နော်ဟောတော့ဒါလေးကြံသေးတယ်ဒါကြတော့မုတ်ဖတ်တော့အထက်မှာတော့ဒွင်းယိုနဲ့အုံယိုနဲ့ပါတယ်တော်တော်လေးကိုကောင်းတယ်အားလုံး9ဘူးဝယ်လာတာမေဒီက2ဘူးစားလိုက်တယ်ကိုကလည်း2ဘူးစားလိုက်တယ်ဟိုဒါ1ဘူးခြံထားတယ်4ဘူးကောင်ကမှတတိရတယ်ဟောနည်းနည်းလေးမုတ်ဖတ်တော့ချက်တဲ့သူဆိုတော့ sharing လုပ်ပေးရမယ်လို့ဆိုတော့ကောင်းရင်းသားပျော့ပျော့အီပါပါလေးနဲ့မှသူကလှုပ်ထားတာအယောင်လေးလည်းကြည့်လိုက်ဖတ်လေးရတာလေးပဲပါနော်ဒီမှာကိုယ်အင်းနော်အချိုလဲနေတော့ပဲအားလုံးက4ခုပါအဲ့ဒါကို9000ဖက်နဲ့လေးမှုေးတာမလားတဲ့လားဘေးကအသားလေးကိုကြည့်ပါပါလေးအဲ့ဒါလေးတွေစားကောင်းလို့ကိုအစားလန့်ဖန်နေလဲကြိုက်တဲ့သူစားလို့ရအောင်ဆိုပြီးတော့မှပြန် sharing လုပ်ပေးတာသူကသူ့ရဲ့ page နာမည်ကတော့เนาะဒူးရင်းရွာယာဒီပေါ်တီးနဲ့ page เนาะရောင်းတဲ့ဆိုင်ကတော့သင်္ကန်းညိုးမှာရှိတာလိမ့်စာကသူက4000ကန်လမ်းမကြီးရတယ်ပြီးတော့ကြက်ကစံဖျားကိုဝင်တဲ့လမ်းကြက်ကစံဖျားလမ်းပေါ့အဲ့ဒါဝင်လိုက်တာနဲ့ညာဘက်မှာတိတ်မဝင်အောင်တစ်ခွစေးဆိုင်ရှိတယ်တစ်ခွစေးဆိုင်ပြီးမှသွားရှိတယ်เนาะတော့ယာဒီပေါ်တီးနဲ့ဘာပေါ်သူကုန်ရောက်တာအုံးကြီးရနှုတ်ထွေးရမ်းစားကောပြီးရင်နောက်တစ်ခုဒါဒူးရင်ရွာတစ်စိမ့်နဲ့ပဲထုတ်တယ်ဒူးရင်ယူကတော့လေယူရီးယားဒူးရင်ယူတဲ့ဆိုင်ဗမာဒူးရင်ယူပိုတက်တယ်ငယ်ငယ်တဲ့အဲ့လိုတရားနဲ့ပဲထိုးတာဖြစ်ထက်ညက်နဲ့ပဲထိုးတာဖြစ်ဒါတစ်ထုပ်ကို6000နဲ့ထင်တယ်ဟိုကမောဖတော့က9000ကဲစားကြပါဦးခင်ဗျာမွေးပြီးတော့နှင်းတာရောကောဒူးရင်ရွာရဲ့ဒူးရင်ရွာလည်းတော်တော်လေးစားလို့ကောင်းတယ်အမအသားလေးဣပြီးတော့အချိုးလေးနဲ့ပေါ့တယ်အဲ့တော့အဲ့ဒါလေးကိုစားတဲ့ချက်ရတယ်သူများလဲထောပတ်သီးလေးစားခြင်းနဲ့မုတ်ဖတ်တော်လေးစားခြင်းနဲ့ဒူးရင်ရွာလေးလိုတယ်ဆိုလို့ရှိရင်စားလို့ရအောင်သူ page လေးလည်းတည်ထားမှဆိုရင်ရာသီပေါ်တိကျနေစားလို့ရအောင်ပြန် sharing လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာဖုန်းနံပါတ်လေးလည်းတင်ပေးထားပါမယ်အားပေးနေကြတဲ့အစားလိုက်မှာချစ်ရခင်ရတော့သူတူးချင်းစီကိုကျေးဇူးအထူးပဲလေးရှိပါတယ်ခင်ဗျာနောက်စီစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် see you bye bye